ချစ်ချိုးဟာကြောက်ပြောက်ခဲ့ပြန်နေအမျိုးရောက်ခါတွေ့မိရရေးဖြစ်ခဲ့တော့ကွယ်ငါရဲ့လက်ထဲမှာတစ်ချင်းပေါင်းများစွာရဲ့နေကိုအောင်ပဲရှောင်းသွားရင်နဲ့ချာရင်တော့ဘက်ကိုရောက်ခဲ့တယ်လာလေပြတော့တူတော့တောင်းတဲ့အထင်ရတောင်းဆွဲကပင်ထိပေါ့ကွယ်ချစ်နေဒါစင်မာတော့ငါဆိုမင်းနဲ့တွေ့ရမယ်အိမ်မတလို့ပဲခုတကယ်မင်းနာရောက်နေတယ်ဒီမိန်းကလေးကိုချစ်မိတာတမျိုးလေးတော့ကောင်းမယ်တာရနိုင်လုံးချီတော့ငင်းတော့တိတ်တန်တယ်မမင်းငယ်ဘူးချစ်ဘူးကလည်းများသူဒီစကောင်းမကရင်မိန်းကလေးလိုမျိုးတော့မဟုတ်ချဘူးခုံနေရတဲ့ခံသူမြင်ပြီးတဲ့နဲ့ရင်ကိုရရကြတဲ့ပြမလို့ရလဲအချစ်ကစားဝဲရေဘဝတစ်ခုမှများကြီးဖြစ်ခဲ့ခုချာမှမင်းရှိမှဒူတောင်းရမလို့ပဲရင်ကမတက်တော့မင်းပေါင်းပေါ်များကြတဲ့မြန်နေမင်းရှင်ကြပြီးတော့မှရှိလိုက်ရပြန်လေဘယ်တစ်ချိန်ရှိမှကိုမမမီဘူးကွယ်မင်းပါဖို့တရားနဲ့နဲ့မိရရဲ့ကိုမတင်ရင်နဲ့ကြံလိုက်ရတော့မယ်တကမဝေးရအောင်နဲ့သူရှိတဲ့နေရာလေးနောက်ကိုလိုက်ခဲ့တော့ငါရဲ့ငါဘဝမှာချစ်ချိုးဟာကြောက်ပြောက်ခဲ့ပြန်နေအမျိုးရောက်ခါတွေ့မိရလေးဖြစ်ခဲ့တော့ကွယ်ငါရဲ့လက်ထဲမှာတစ်ချင်းပေါင်းများစွာရဲ့ဒီမိန်းကလေးကိုချစ်မိတာတမျိုးလေးတော့ကောင်းတယ်တာရဲ့နိုင်လုံးကြည့်တော့ငင်းလို့သိတယ်ချစ်ရဲ့ရှမ်းဝစ်စုံလေးနဲ့အင်းလေးထားတလဲရဲ့ငါကိုယ်တိုင်ဝစ်ဖို့အင်းလို့မဆိုတဲ့ရဲ့တရားကောင်းတဲ့ဆိုင်ဝဲအားပေးခဲ့ပါတယ်အမှန်ရဖို့ပြုံးတွေများကြီးလဲလက်ဆောင်ပေးလိုက်တယ်ပန်းလေးတွေမွေးတယ်နေလည်းနေတည်းဒီလိုပဲလေးပြတ်တော့ကလူချင်းနေပါတယ်နောက်ရောက်ဖြစ်တဲ့ခါဝဲသူလေးနဲ့တွေ့ချင်တယ်စူတောင်းပြီးတော့သူ့ကိုပြောခဲ့တယ်ဖောင်းတော့ဦးဝဲအင်းလေးသူမင်းလေးတယောက်ရဲ့နှလုံးသားတကားကိုခေါ်မင်းဘက်ကခံစားတဲ့ကိုဆောင်းရတဲ့လူတယောက်ခဏတဖြုတ်ရင်ခုန်ချင်မဟုတ်မင်းလေးလဲအောင်လို့ကြိုးစားပြီးတက်သေးကြမယ်အင်းလေးသူမင်းလေးတယောက်ရဲ့နှလုံးသားတကားကိုခေါ်မင်းဘက်ကခံစားတဲ့ကိုလေးနဲ့ချလူတယောက်ခဏတဖြုတ်ရင်ခုန်ချင်မဟုတ်မင်းလေးတည်သေးဖို့ကြိုးစားပြီးပြန်လာနေပါမယ်အင်းလေးသူရဲ့စီးခဲ့ကြမှုတဲ့အင်းလေးကချက်လေးစူညံနေကြတဲ့စကားများဟစ်အော်ပြောခဲ့ပါတယ်ပြောဖို့တော့ကောင်းပါတယ်ဝမ်းနေရပြန်တယ်အတိတ်ဖြစ်မဲ့မတရားလုံးအတွက် ကြုံပူဆွေးနေရဲ့
တရက်ပြီးသွားရဲ့အရာရာလုံးကြောက်ခိုင်းလို့ငါပြန်ရပါမည်ငါတဲလဲတိတ်နာသည်သူလဲဝနေပြီဆက်ရှောင်ရမယ်မိကုန်များလားတေချာဆုံးဖြတ်ရမည်အင်းလေးသူမင်းလေးတယောက်ရဲ့နှလုံးသားတကားကိုခေါ်မင်းမကခံစားတဲ့ကိုဆောင်ရတဲ့လူတယောက်ခဏတစ်ဖြုတ်ရင်ခုန်ခြင်းမဟုတ်မင်းလေးလေးအမောကြိုးသားပြီးတတ်တဲ့ပြမယ်အင်းလေးသူမင်းလေးတယောက်ရဲ့နှလုံးသားတကားကိုခေါ်မင်းမကခံစားတဲ့ကိုလေးနဲ့ထားတဲ့တယောက်ခဏတစ်ဖြုတ်ရင်ခုန်ခြင်းမဟုတ်မင်းလေးတည်သေးဖို့ကြိုးသားပြီးပြန်လာခဲ့ပါမယ်အင်းလေးရဲ့ရှမ်းပြည်မှာတော့ပြောနေမိသူမို့ရင်ကုန်နေသူတယောက်ယောက်တွေ့ဖို့ကိုကြိုးစားမှာမို့ရှမ်းပြည်မှာသေးလေကိုရင်မှာပူသေးတယ်ကလောပြည့်ရတောင်းဒီတော့ချစ်သူတွေရနာပိတ်ချက်တဲ့ရှမ်းပြည်နေမှာငါယုံနေကြနေမယ်ຫນွေရသည်ပူကကြတော့ရှမ်းမရင်ဝင်ကြနာအချစ်ရှမ်းမလေးကိုပြီးမယ်ငါမလေးကိုပေးမယ်ငါအလွမ်းတနူးမလေးကိုမြမယ်ငါဘဝအလုံးရစေရမယ်ရှမ်းပြည်မှာတော့ပြောနေမိသူမို့ရင်ခုန်နေသူတယောက်ယောက်တွေ့ဖို့ကိုကြိုးစားမှာမို့ရှမ်းပြည်မှာသေးလေကိုရင်မှာပူသေးတယ်ကလောပြည့်ရတောင်းပြီးတော့ချစ်သူတွေရနာတိတ်ချစ်တဲ့ရှမ်းပြည်နေမှာငါယုံနေကြနေမယ်တွေရသည်ပူကချရှမ်းမရင်ဝင်ကြငါချစ်ရှမ်းမလေးကိုပြီးမယ်ငါတဲ့အိုးမလေးကိုပေးမယ်ငါအလွမ်းတနူးမလေးကိုမြမယ်ငါဘဝအလုံးရစေရမယ်
တာဘယ်လိုခေါ်သလဲတဲ့လေတိမ်ပင်လေကြီးရှိမှသူမေးကနေတောင်မောစလပန်းနဲ့အနေထိုင်နေသူဇလန်နဲ့ချယ်ရီနေကလေးကိုနာချင်လာလနေမနက်ခင်းနေကမင်းကိုလမ်းစေတဲ့ရိတ်တဲ့ကိုမရောက်လာတဲ့လမ်းမှာမင်းဆောင်လို့နေမလားလေဇလပန်းလေးတောင်မောဇလပန်းလေးတနေစီကခွေနေဒီတနိုင်ငံစီတွေကလေအတူပြမဆုံးနေပဲကန်ခင်းနေသူနှစ်ယောက်ဟဲ့နေကြီးမနှက်ခင်တစ်ဖက်ဒီနေဝင်တဲ့ရတဲ့ဖက်စီတောင်မောသူငွေတက်တောင်မောသားကရနေပြီစိတ်ကူးရင်မီဆောင်ဒီရှမ်းပြည်ကပန်းချယ်ရီသူချစ်နေတဲ့ချင်းတောင်နဲ့ငါစလက်ပွင့်လေးစီချစ်ကလေးစီတောင်မောစလက်ပန်းလေးစီပန်းဝင်ဖြူလေးလို့နေရစိတ်နဲ့ဖြူစင်နဲ့ဇလပန်းဝင်နီလေးလို့မင်းကလေးပါနေကရဲ့ဇလပန်းဝင်ဝါလေးလို့မင်းသားလေးဟာဝါလေးနဲ့မြင်မှုတွေ့ခဲ့မှုသူတိုင်းလည်းမင်းကိုခင်မင်းခဲ့တောင်းတဲ့မောကပန်းတွေမွန်တရားလောက်အောင်မေဒီပန်းတွေနဲ့ရွှေချေပြီးမရစေခဲ့ပြီဇလပန်းလေးတောင်မောဇလပန်းလေးစိတ်ကူးရင်မီဆောင်သည်ရှမ်းပြည်ကပန်းချယ်ရီသူချစ်နေတဲ့ချင်းတောင်နဲ့ငါဇလပွင့်ကလေးစီချစ်ကလေးစီတောင်မောဇလပန်းလေးစီတောင်မောဇလပန်းလေးစီတင်ငယ်ဘူးကိုဘုရားလောက်ချစ်တတ်တဲ့နဲ့တွေ့မယ်လို့ကိုဟာပွင့်ပွင့်လေးလေးမရှိခဲ့တဲ့ဖြစ်တော့ရှိရဆိုဝင်ခံမဲ့မဲကိုမပြောရင်ခဲ့ပါကိုကြောင့်ညကုန်လုံးနားလေးပေးပါအောင်မြူရီဆိုင်ရှမ်းတောင်နဲ့ရဲ့ဆောင်းညအေးစလုံးနာမို့ကိုချစ်ဆုံးနဲ့အကိုရဲ့ဘေးနာထားပြီးနေစေဖို့ရင်ဝင်နဲ့နာမို့ဖလို့ထားမဲ့ကိုလေးသိရင်ခုခုသိမရတဲ့အချိန်များပြောင်းဆုံးရန်ကုန်မှာအရာရာစင်မပြေတဲ့အခါသူရဲ့စီသူရဲ့ဘဝတွေတို့ပြန်လာပါသူသာမသူသာမျောနေရရှာနိုင်ကိုခုထိမလာအားသေးပါနိုင်ကိုခုထိမလာအားသေးပါလူအလုံးအတွက်ကြပြောရခက်တဲ့ကွာဘာဖြစ်ပြီးဘာဆက်ဖြစ်ရအောင်မလေးဘသူမှမသိနိုင်ပါဘယ်ချိန်မှတို့ပြန်ဆုံးလဲဒီဖြစ်လဲမသိချိန်မှခွေလို့ပေးပါကွာရန်ကုန်ကစောင်းညအေးဆက်ပြီးတော့တိတ်ဆိတ်တဲ့အခါမှာကိုပို့ပြီးလဲရဆွေမြေရတဲ့နှလုံးသားတွေပူလာဒီလောကနန်းစီကိုပြေးထွက်ကားလာဖို့မဖြစ်နိုင်မှာအခုကိုရဲ့ဘဝကိုမပိုင်တော့ဘူးနဲ့ရန်ကုန်မှာအရာရာစင်ပြေတဲ့အခါသူရဲ့စီသူ
ရဲ့ဘဝတွေတို့ပြန်ခဲ့ပါသူသာမသူသာမျိုးနေရရှာနေရဲ့ကိုခုတိမလာအားသေးပါနေရဲ့ကိုခုတိမလာအားသေးပါရန်ကုန်မှာအရာရာစင်မပြေတဲ့အခါသူရဲ့စီသူရဲ့ဘဝတွေတို့ပြန်ခဲ့ပါသူသာမသူသာမျိုးနေရ